Hello အရန်ကိုရောက်တော့တဲ့တဖြူရင်မွေးလေးတွေပြန်ရောက်ထားပါပြီနေ့စဉ်မနက်လင်းလာနဲ့လက်ဆောင်ရှင်ကိုရောမြကြီးကိုရေတက်ပေးတဲ့နေရာမှာပဲဖြစ်စီဖျားကမှာလည်းဖြစ်စီတဖြူရင်မွေးလေးတွေကိုအသုံးပြုထားမယ်ဆိုလို့ရှိရင်ဖျားကနေမကပဲနဲ့အိမ်လုံးကိုတဖြူနံလေးတင်းပြီးတော့ကိုယ့်ရဲ့တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့ကိုယ့်ရဲ့စိတ်ကိုကြည်လင်လန်းတန်းစေပါတယ်ရန်ကိုရောက်တော့တဲ့တဖြူရင်မွေးလေးတွေပါအိန္ဒိယနိုင်ငံကထုတ်လုပ်ထားတဲ့လက်တဖြူရင်မွေးလေးတွေပါ expatic ကလည်းဝေးလိုရတယ်နော်နိုဝင်ဘာ2029မှာကုန်ပါပါတကယ်ရှင်းလာလေးနဲ့ဖူးလေးရလည်းတအားကိုချစ်စရာကောင်းပါတယ်ရှင်ဒီလိုလေးပါဒီလိုလေးပါတဖြူစီရင်မွေးတွေကိုစက်သွယ်မှာယူခြင်းနဲ့ဆိုရင်09696855 Viber နဲ့ဖြစ်စေ TikTok CB နဲ့ဖြစ်စေစက်သွယ်မှာယူရပါတယ်ရန်ကုန်မန္တလေးနေပြီးတော့3မြို့အိမ်ရောက်ငွေချင်းနဲ့ပို့ပေးပါတယ်ကျွန်တော်နိုင်ငံများကိုလည်းဝင်တာနဲ့ပို့ဆောင်ပေးပါတယ်ရှင်ကျေးဇူးပါ